ဒေါ်လာရကျန်အခန်းကြီး30အငယ်17မှ36ဒုတိယနေ့ဒုတိယလအရက်20မြောက်သောနေ့၌မိုးတိမ်သည်တတေခံချက်တဲတော်မှကွာမြောက်သည်ဖြစ်၍ဣတေလမျိုးသားတို့သည်တိနာတောင်မှခီးသွားကြ၏နောက်တစ်ဖန်မိုးတိမ်သည်ပါရှန်တော၌တည်နေ၏ထို့သောထာဝရဘုရားသည်မောရှေအားဖြင့်မိန့်တော်မူသည့်အတိုင်းပထမခရီးသွားခြင်းကိုပြုကြ၏ဒုတိယတက်အစဉ်အတိုင်းအလုံးအင်းတို့သည်အလံနှင့်တကွရှစ်ဦးစွာခြီသွားကြ၏ဒုတိယတက်ကိုအမိနဒတ်သားနာရှုံအုပ်ရ၏ဤတခါတက်ကိုဇုအာသားနသနေလအုပ်ရ၏ဇာဗုလုန်တက်ကိုဟေလုံသားအေလျာဘအုပ်ရ၏တဲတော်ကိုဖြုတ်ချ၍ခေရရှုံသားမေရာရိသားတို့သည်တဲတော်ကိုထမ်းလျက်ခြီသွားကြ၏ရုဘင်တက်အစဉ်အတိုင်းအလုံးအင်းတို့သည်အလံနှင့်တကွခြီသွားကြ၏ရုဘင်တက်ကိုရှေဒုရသားအေလီဇရာအုပ်ရ၏ရှေမောင်တက်ကိုဇုရိရှတဲ့သားဇေလုမြေလာအုပ်ရ၏ဂတ်တက်ကိုဒွေလသားအေလျာတက်အုပ်ရ၏ကောဟတ်သားတို့သည်တန်ရှင်းရာဌာနဒဇာတို့ကိုထမ်းလျက်ခြီသွားကြ၏သူတို့မရောက်မီအရင်သွားသောသူတို့သည်တဲတော်ကိုထူထောင်ရကြ၏အေဖရိမ်တက်အစဉ်အတိုင်းအလုံးရင်းတို့သည်အလံနှင့်တကွခြီသွားကြ၏အေဖရိမ်တက်ကိုအမိဟုတ်သားအေလိရှမာအုပ်ရ၏မနာရှေတက်ကိုပေဒါဇုရသားဂါမလေလအုပ်ရ၏ဘေယမိန်တက်ကိုဂိဒေါနိသားအဘိဒံအုပ်ရ၏နောက်ဆုံးတက်ဒီဟုသောဒန်တက်ကိုအစဉ်အတိုင်းအလုံးရင်းတို့သည်အလံနှင့်တကွခြီသွားကြ၏ဒန်တက်ကိုအမိရှက်တဲ့သားအဟေဇာအုပ်ရ၏အာရှာတက်ကိုဩဂရန်သားပါဂျေလာအုပ်ရ၏နတလိတက်ကိုအေနန်သားအဟိရအုပ်ရ၏ထို့သောဣတေလအမျိုးသားတို့သည်ခြီသွားသောအခါတပ်များအစဉ်အတိုင်းခြီ၍သွားကြ၏မောရှေကလည်းထာဝရဘုရား၏ဂတိတော်အတိုင်းငါတို့အားပေးတော်မူမည်အရက်သို့ငါတို့သည်ယခုခရီးသွားကြ၏ငါတို့နှင့်အတူလိုက်၍လာပါငါတို့သည်ကျေးဇူးပြုပါမည်ထာဝရဘုရားသည်ဣတေလအမျိုးသားတို့၌ကျေးဇူးပြုတော်မူမည်ဂတိရှိပါ၏ဟုမိမိရောက်ခမမိဒရန်အမျိုးရေလသားဟောဘတ်အားဆိုလင်ဟောဘတ်ကငါမလိုက်မသွားပါငါနေရင်းပြီးငါအဆွေအမျိုးရှိရာသို့ပြန်သွားပါမည်ဟုမောရှေအားဆို၏မောရှေကလည်းငါတို့ကိုစွန့်ပစ်၍မသွားပါနှင့်တင်တိသည့်အတိုင်းငါတို့သည်တော၌စကမ်းချရမည်တင်သည်ငါတို့မျက်စိဖြစ်ရပါ၏ငါတို့နှင့်အတူလိုက်လျင်ထာဝရဘုရားပြုတော်မူသောကျေးဇူးတော်ကိုငါတို့သည်ခံရသည့်အတိုင်းတင်၌ကျေးဇူးပြုပါမည်ဟုဆိုလေ၏ဣတေလအမျိုးသားတို့သည်ထာဝရဘုရား၏တောင်တော်မှထွက်၍3ရက်กว่าသောခရီးကိုသွားကြ၏ထို3ရက်กว่าသောခရီးကိုသွားကြစဉ်ထာဝရဘုရား၏ဗြိဉ္ဉ်တစ်တာသည်သူတို့အဖို့စခန်းချရာအရက်ကိုရှာ၍သူတို့ရှေ့ကသွားလေ၏သူတို့သည်နေ့အချိန်၌တက်ချီ၍သွားသောအခါထာဝရဘုရား၏မိုးတိမ်သည်သူတို့အပေါ်မှာရှိလေ၏တစ်တာတော်သွားသောအခါမောရှေကအိုးထာဝရဘုရားထတော်မူပါကိုရော၏ရန်သူတို့သည်လွင့်ကြပါစေသောကိုရောကိုမုန်းသောသူတို့သည်ရှေ့တော်မှပြေးကြပါစေသောဟု၍၎င်းတစ်တာတော်မသွားဘဲရက်နေသောအခါအိုထာဝရဘုရားဣတေလအမျိုးသားအထောင်အတောင်ရှိရာသို့ပြန်လာတော်မူပါဟု၍၎င်းရှောက်ဆိုလေရှိ၏အာမင်တောလေယာကျန်အခန်းကြီး7တဖန်လူများတို့သည်အလိုတော်မရှိသောမြည်တမ်းခြင်းကိုပြုကြသဖြင့်ထာဝရဘုရားသည်သူတို့စကားကိုကြား၍အမျက်ထွက်တော်မူ၏ရှို့တော်မူသောမိသည်သူတို့တွင်လောင်၍တက်အစွန်းနား၌ရှိသောသူအချို့တို့ကိုတေးစေလေ၏လူများတို့သည်မောရှေအားအော်ဟစ်၍မောရှေသည်ထာဝရဘုရားကိုဆုတောင်းသဖြင့်မိငိမ့်လေ၏ထာဝရဘုရား၏မိသည်သူတို့တွင်လောင်သောကြောင့်ထိုအရက်ကိုတဘေရဟုသောအမည်ဖြင့်မဲ့လေ၏ဣတေလအမျိုးသားတို့နှင့်ယောနောလျက်ပါသောတပါးအမျိုးသားတို့သည်တောင့်တသောစိတ်ဆွဲလန်းကြ၏ဣတေလအမျိုးသားတို့သည်လည်းတဖန်ငိုကြွေးလျက်ငါတို့စားစရာဖို့အမဲသားကိုအဘယ်သူပေးလိမ့်မည်နည်းအေဂုတုပြည်ကိုအလိုအလျောက်စားရသောငါးသားတခွားသည်ဖယဲသည်ကြက်သွန်အနီးအဖြူအရိုင်းအမျိုးမျိုးတို့ကိုအောက်မေ့၏ယခုမှငါတို့အသက်သည်အာရော့ပြီးဤမနံမတပါတစုံတစ်ခုကိုမျှမမြင်ရဟုဆိုကြ၏မနံသည်နနံစေးနှင့်တူ၍ဗဒေလာတစ္ဆိတ်ကဲ့သို့အစင်းဖြစ်ဤလူများတို့သည်လှဲ့လေလျက်မနံကိုဆုသိမ်း၍ဆုံ၌ကြိတ်ချင်းထောင်းခြင်းကိုပြုပြီးမှအိုးနှင့်ပြုတ်ကြ၏မုတ်ပြားကိုလည်းလှုပ်ကြ၏အရသာသည်မုတ်စီကျော်အရသာနှင့်တူ၏စခန်းချရာအရနာညအခါနှင်းနှင့်အတူမနာကြတတ်၏ထိုအခါလူများအသီးသီးတို့သည်မိမိတဲတကားဝ၌မိမိအိမ်တောင်နှင့်တကွငိုကြွေးကြသည်ကိုမောရှေကြားရ၏ထာဝရဘုရားသည်ပြင်းစွာအမျက်ထွက်တော်မူ၏အပြစ်ရှိသည်ကို
မောရှိတိမြင်လင်ဤလူအပေါင်းတို့ကိုထမ်းစေဟုသူတို့ကိုကိုတော်ကျွန်းအပေါ်မှာတင်၍အဘဲကြောင့်ကျွန်ုပ်ကိုညှင်းဆဲတော်မူပါသည်နှင့်အဘဲကြောင့်ရှေ့တော်၌မျက်နှာမရဘဲနေရပါသည်နှင့်သူတို့ဘိုးဘေးများ၌ကျိန်ဆိုတော်မူသောပြည်သို့တွား၍အထင်းသည်နိုးစိုတငယ်ကိုဆောင်တကဲ့သို့ဤလူတို့ကိုပိုက်ချီလျက်ဆောင်လောဟုကျွန်ုပ်အားမိန့်တော်မူမည်အကြောင်းဤလူအပေါင်းတို့ကိုကျွန်ုပ်သည်ကိုဝင်ဆောင်ပါသလောဖွားမြင်ပါသလောဤလူအပေါင်းတို့အားကျွေးစရာဖို့အမဲသားကိုကျွန်ုပ်သည်အဘဲမှာရနိုင်ပါအပ်နီသူတို့ကကျွန်ုပ်တို့စားစရာဖို့အမဲသားကိုပေးပါဟုငိုကြွေးလျက်ကျွန်ုပ်ကိုတောင်းကြပါ၏ဤလူအပေါင်းတို့ကိုကျွန်ုပ်တယောက်သေးသာမဆောင်ရွက်နိုင်ပါဆောင်ရွက်ရသောဝင်လဲလေးလုံးပါ၏ထို့သောကျွန်ုပ်၌ပြုတော်မူလျင်စိတ်တွေ့တော်မူလျင်ထို့သောကျွန်ုပ်၌ပြုတော်မူလျင်၎င်းစိတ်တွေ့တော်မူလျင်၎င်းကျွန်ုပ်ကိုအလင်းအမြန်သိစေတော်မူပါကိုစင်းရဲကိုမတိမမြင်ပါစေနှင့်ဟုထာဝရဘုရားအားလျှောက်ဆို၏ထာဝရဘုရားကလည်းတင်ကျွမ်းကျင်သောဣတိလအမျိုးသားအသက်ကြီးသူခုနှစ်ကျိတ်တို့ကိုငါရှိမှစုဝေးစေပြီးလင်ပရိသတ်စည်းဝေးရာတဲတော်သို့ခေါ်ခဲ့၍တင်နှင့်အတူရက်နေကြစီလောငါသည်လည်းထိုအရက်သို့ဆင်းသက်၍တင်နှင့်နှုတ်ဆက်မည်တင်အပေါ်မှာကျင်းဝတ်သောဝိညာဉ်အချို့ကိုငါယူ၍သူတို့အပေါ်မှာတင်မည်သူတို့ကိုတင်တယောက်ထဲသာဆောင်ရွက်ရမည်မဟုတ်ထိုအသက်ကြီးသူတို့သည်ဝိုင်းညီ၍ဆောင်ရွက်ရကြမည်တင်သည်လည်းလူများတို့အားဆင့်ဆိုရမည်မှာနက်ဖြန်နေ့အဖို့ကိုတန်ရှင်းစေကြလောအမဲသားကိုစားရကြမည်တင်တို့ကအဘဲသူသည်ငါတို့အားအမဲသားကိုပေးလိုက်မည်နိအေဂုတုပြည်၌နေစဉ်ငါတို့သည်ချမ်းသာစွာနေကြ၏ဟုငိုကြွေးလျက်ပြောဆိုတံကိုထာဝရဘုရားကြားသောကြောင့်အမဲသားကိုပေးတော်မူသဖြင့်တင်တို့သည်စားရကြမည်တရက်2ရက်5ရက်10ရက်အရက်20သာစားရကြမည်မဟုတ်တင်တို့နှာခေါင်းထဲကအမဲသားထွက်၍ယွန်းစရာဖြစ်သည့်တိုင်အောင်တလပတ်လုံးစားရကြမည်အကြောင်းမူကားတင်တို့တွင်ရှိတော်မူသောထာဝရဘုရားကိုတင်တို့သည်မထီမဲ့မြင်ပြုလျက်ငါတို့သည်အေဂုတုပြည်မှအဘယ်ကြောင့်ထွက်လာရကြသနည်းဟုရှေ့တော်၌ငိုကြွေးလျက်ပြောဆိုကြပြီတကားဟုမောရှေအားမိန့်တော်မူ၏မောရှေကလည်းကျွန်ုပ်နှင့်ဆိုင်သောလူယောက်ျားပေါင်း6သိန်းရှိကြသည်ဖြစ်၍ကိုတော်ကတလစားစရာဖို့သူတို့အားအမဲသားကိုငါပေးမည်ဟုမိန့်တော်မူပါသည်တကားသူတို့ကိုဝါစွာကြွေးခြင်းကတိုးစိတ်နွားစုတို့ကိုတတ်ရပါမည်လောသို့မဟုတ်ဝါစွာကြွေးခြင်းကပင်လယ်ငါရှိသမျှတို့ကိုစုဝေးရပါမည်လောဟုလျှောက်လျင်ထာဝရဘုရားကထာဝရဘုရားလက်တိုသလောငါစကားတည်မည်မတည်မည်ကိုတင်သိလိမ့်မည်ဟုမောရှေမိန့်တော်မူ၏မောရှေသည်ထွက်၍ထာဝရဘုရား၏စကားတော်ကိုလူများတို့အားဆင့်ဆိုပြီးလျင်အမျိုးသားအသက်ကြီးသူခုနှစ်ကျိတ်တို့ကိုစုဝေးစေ၍ပရိသတ်စည်းဝေးရာတဲတော်ပတ်လည်၌ထားလေ၏ထာဝရဘုရားသည်မိုးတိမ်ဖြင့်ဆင်းသက်၍မောရှေနှင့်နှုတ်ဆက်တော်မူ၏မောရှေအပေါ်မှာကျင်းဝတ်သောဝိညာဉ်အချို့ကိုယူ၍အသက်ကြီးသူခုနှစ်ကျိတ်တို့အပေါ်မှာတင်တော်မူသဖြင့်ထိုဝိညာဉ်သည်သူတို့အပေါ်မှာကျင်းဝတ်သောအခါသူတို့သည်ပရောဖက်ပြု၍မပြတ်မစဲဟောကြ၏ထိုလူစု၌ပါသောအေလဒတ်နှင့်မေဒတ်တို့သည်စည်ရင်းဝင်တော်လဲတဲတော်သို့မတော်ဘဲတက်ထင်းမှနေရစ်စဉ်တွင်သူတို့အပေါ်မှာထိုဝိညာဉ်ကျင်းဝတ်သဖြင့်သူတို့သည်လည်းပရောဖက်ပြု၍တက်ထင်းမှဟောကြ၏လူလင်တယောက်သည်လည်းမောရှေထံသို့ပြေး၍အေလဒတ်နှင့်မေဒတ်တို့သည်တက်ထင်းမှပရောဖက်ပြု၍ဟောပါ၏ဟုလျှောက်လျင်မောရှေလက်ထောက်ဖြစ်သောလူလင်နုံသားယောရှုကသခင်မောရှေသူတို့ကိုစီးတားတော်မူပါဟုဆိုတော့မောရှေကတင်သည်ငါအတွက်ညူစုသောစိတ်ရှိသလောထာဝရဘုရား၏လူအပေါင်းတို့သည်ပရောဖက်ဖြစ်ကြပါစေသောထာဝရဘုရားသည်ဝိညာဉ်တော်ကိုသူတို့အပေါ်မှာတင်တော်မူပါစေသောဟုဆိုပြီးမှဣသေလအမျိုးသားအသက်ကြီးသူတို့နှင့်အတူတက်ထဲသို့ပြန်သွားလေ၏ထိုအခါထာဝရဘုရားသည်လေကိုဆေလွတ်၍ငုံများကိုပင်လယ်မှဆောင်ခဲ့သဖြင့်တပ်ပတ်လေတရက်ခရီးစီတိုင်ကွာသောအရက်တို့၌မြေပေါ်မှာဒု2000ခန့်မြဆင်းစီတော်မူ၏လူများတို့သည်တစ်နေ့လုံးတစ်ညလုံးနက်ဖြန်လဲတစ်နေ့လုံးထ၍ငုံများကိုစုသိမ်းကြ၏နည်းနည်းသိမ်းသောသူသည်ဆယ်အောမဲကိုသိမ်းရ၏တပ်ပတ်လေအရရ၌ဖြန့်ထားကြ၏တို့ရာတွင်ငုံသားတို့ကိုကိုက်၍မဝါမီထာဝရဘုရားသည်သူတို့ကိုအမျက်တော်ထွက်၍အလွန်ပြင်းသောဘေးနှင့်ဒဏ်ခတ်တော်မူ၏တောင်းတသောသူတို့ကိုတကြိုရာထိုအရက်ကိုကိပြုတ်ဟတ်တဝါဟုသောအမည်ဖြင့်မဲ့လေ၏လူများတို့သည်ကိပြုတ်ဟတ်တဝါအရက်မှထွက်ပြီးလျှင်ဟာဇာရုတ်အရက်သို့ရောက်၍နေကြ၏အာမင်
တောလေယာကျန်ခန်းကြီးစနစ်မောရှိသည်ကုရှာအမျိုးသားမိန်းမနှင့်စုံဖက်သည်ဖြစ်၍ထိုမိန်းမကြောင့်မိရိအန်နှင့်အာရုံသည်မောရှိကိုအပြစ်တင်လျက်အကယ်၍ထာဝရဘုရားသည်မောရှိအားဖြင့်သာဗျာဒိတ်ပေးတော်မူသလောငါတို့အားဖြင့်လည်းပေးတော်မမူသလောဟုဆိုကြ၏ထိုစကားကိုထာဝရဘုရားကြားတော်မူ၏မောရှိသည်နေကြီးပေါ်မှရှိနေသောသူအပေါင်းတို့ထက်သာ၍နူးညံ့တိမ်မွေ့သောသဘောရှိထာဝရဘုရားကလည်းသင်တို့၃ယောက်သည်ပရိသတ်စည်းဝေးရာတဲတော်သို့ထွက်သွားကြလောဟုမောရှိအာရုံမိရိယန်တို့အားချက်ချင်းမိန့်တော်မူ၍သူတို့သည်ထွက်သွားကြ၏ထာဝရဘုရားသည်မိုးတိမ်နိုင်ဖြင့်ဆင်းသက်၍ပရိသတ်စည်းဝေးရာတဲတော်တကားဝ၌ရက်လျက်အာရုံနှင့်မိရိအန်ကိုခေါ်တော်မူ၍သူတို့သည်ချင်းကပ်ကြ၏ထာဝရဘုရားကလည်းငါစကားကိုနားထောင်ကြလော့သင်တို့တွင်ပရောဖက်ရှိလျင်ငါထာဝရဘုရားသည်ထိုသူ၌ထူးဆန်းသောယူပါယုံအားဖြင့်ကိုပြမည်သို့မဟုတ်အိမ်မက်အားဖြင့်ဗျာဒိတ်ပေးမည်အိမ်တော်အိမ်လုံး၌တစ္ဆာဆောင်သောငါကြုံမောရှိသည်ထိုသို့မဟုတ်သူ၌ဗျာဒိတ်ပေးသောအခါနဲ့နဲသောစကားအားဖြင့်မပေးကိုယ်တိုင်ကိုယ်ချက်ထင်ရှားစွာဗျာဒိတ်ပေးမည်သူသည်ထာဝရဘုရား၏ပုံသဏ္ဍာန်ကိုလည်းမြင်ရမည်တို့ဖြစ်၍သင်တို့သည်ငါကြုံမောရှိကိုအဘယ်ကြောင့်အပြစ်တင်ဝန်းသည်ဟုမိန့်တော်မူလျက်အမျက်တော်ထွက်၍ထာဝရဘုရားကြွသွားတော်မူသည်ဖြင့်မိုးတိမ်သည်တဲတော်အပေါ်မှကွာသွား၏မိရိအန်သည်လည်းနူနာဆွဲ၍မိုးပင်ကဲ့သို့ဖြူလေ၏အာရုံကြည့်ရှု၍မိရိယန်နူသည်ကိုမြင်လျင်အိုးအကျွန်ုပ်သခင်အကျွန်ုပ်တို့သည်မိုက်သောအမှုကိုပြုမိ၍ပြစ်မှားသောအပြစ်ကိုအကျွန်ုပ်တို့အပေါ်မှာတင်တော်မမူပါနှင့်အကျွန်ုပ်တောင်းပန်ပါ၏ဖွားစားကပင်ကိုအသားတဝက်ပြတ်သောအသေးကောင်ကဲ့သို့သူသည်မဖြစ်ပါစေနှင့်ဟုတောင်းပန်လျင်မောရှေကအိုးဘုရားသခင်သူ၏အနာကိုပျောက်စေတော်မူပါအကျွန်ုပ်တောင်းပန်ပါ၏ဟုထာဝရဘုရားအားအော်ဟစ်လေ၏ထာဝရဘုရားကလည်းသူ၏အဘသည်သူ၏မျက်နာကိုတတွေးနှင့်ထွေးယုံမျှသာလျက်ထွေးယုံမျှသာပြုလျင်သူသည်9ရက်ပတ်လုံးအဆက်ကွဲခြင်းကိုခံရမည်မဟုတ်လောယခုတွင်သူ့ကိုနှင်ထုတ်၍9ရက်ပတ်လုံးတပ်ပြင်မှနေစေထိုနောက်မှတက်သေးသို့တဖန်ဝင်စေဟုမောရှေအားမိန့်တော်မူသည့်အတိုင်းမိရိအန်ကိုနှင်ထုတ်၍သူသည်9ရက်ပတ်လုံးတပ်ပြင်မှနေရ၏မိရိအန်အနာမပြောက်မီတိုင်အောင်လူများတို့သည်ခရီးမသွားဘဲနေကြ၏ထိုနောက်ဟာဇရုတ်အယက်မှပြောင်း၍ပါရန်တော၌တဲဆောက်ကြ၏အာမင်တောလေယာကျမ်းအခန်းကြီး73အငယ်1မှ16တပန်ထာဝရဘုရားသည်မောရှေအားမိန့်တော်မူသည်ကဣသေလအမျိုးသားတို့အားငါပေးသောခါနန်ပြည်ကိုစူးစမ်းစေခြင်းကအမျိုးအနွယ်အသီးထဲကအဆွေအမျိုးသူကြီးဖြစ်သောသူတစ်မျိုးတစ်ယောက်စီရွေးကောက်၍စေလွတ်လောဟုထာဝရဘုရားမှာထားတော်မူသည့်အတိုင်းမောရှေသည်လူတို့ကိုပါရန်တောကစေလွတ်လေစေလွတ်သောသူအပေါင်းတို့သည်ဣသေလအမျိုးတွေကအကဲမှုဖြစ်ကြ၏သူတို့အမည်ကရုဗင်အမျိုးဇက်ကုရသားရှမွာရှိမောင်အမျိုးဟောရိသားရှာဖတ်ယူဒအမျိုးယေဖုန်နာသားကလည်းဣသခါအမျိုးယောသက်သားဣဂါလအေဖရိအမျိုးနုံသားအောရှေဗေယမိန်အမျိုးရာဖုသားပါလတိဇာဗုလုန်အမျိုးတောဒိသားဂါဒရီလယောသက်သားတွင်မနာရှေအမျိုးတုတိသားဂဒ္ဒီဒန်အမျိုးဂေမလိသားအမြေလာအာရှာအမျိုးမိတ်ခေလာသားတေတုရနတလိအမျိုးဝါဖတိသားနာဘိဂတ်အမျိုးမာခိသားဂွေလာဒီဟုသောခါနန်ပြည်ကိုစူးစမ်းစေခြင်းကမောရှေဆေလွတ်သောသူတို့၏အမည်သည်နုံဤသားဩရှေကိုယောရှုဟုသောအမည်ဖြင့်မောရှေမဲ့လေ၏အာမင်